ပုံမှန်မင်္ဂလာပါရနော်ဒီခုပြမယ်ကဏ္ဍတော့ပါဩသီးဖြစ်လားဒူဩသီးဖြစ်လားကျွန်တော်မရွေးချယ်သေးနော်အဲ့တော့နည်းနည်းကြိုးသိအောင်လို့ကျွန်တော်ပြီးလိုက်တာပါနော်အပြင်းတော့မထုတ်ပါနဲ့ဗျာနော်နောက်တစ်ခုရှိကအဲစာလုံးမှုကြီးလဲကျွန်တော်ပြီးခြင်းပါတယ်ဆိုတာခဏမှရေးပြီးလိုက်တော့မှာနော်ဘာလို့ဆိုတော့ဒီမှာကျတော့အပြင်ထုတ်တယ်လူကျွန်တော်ဟောပြနောက်တစ်ခုရှိကကျွန်တော်ကူညီထားတဲ့လူတွေတချို့ဆိုရင်ဟောတန်ဃာတော်တို့ဟွာတွေတို့ထားလိုက်ပေါ့ဗျာနော်ကျွန်တော်မသိမိစေတော့အဲ့ဒါကြီးမပါဘူးပေါ့နော်မပါဘဲနဲ့ဟိုလွန်ထားတဲ့လူတွေရှိရပေါ့နော်ကျွန်တော်မှလည်းဒီကနေ့ပတ်သက်ပြီးတော့ကလန်ဒါဝယ်ရတာပါညာရှိတာနော် Wi-Fi ဘိုးတို့ပါလို့ရှိတဲ့အခါကျတော့ကျန်တဲ့လူတွေလည်းဆက်ဝင်မယ်ဆိုရင်လည်းခုနကဘယ်လိုပေါ့အဓိကပြောရင်တော့ကိုကဆက်ဝင်မယ်နှစ်ပေါက်ထီဝင်မယ်ဆိုရင်ပတ်စံထပ်လွှဲရမှာနော်တကယ်လို့မှဟောပြောဆိုကျွန်တော်ကကျန်တဲ့ကြီးကိုအပြင်ထုတ်လိုက်တဲ့ခါကျမကောင်းအားနာလို့လေနော်လောက်ပါပဲကျန်တာတော့မရှိပါဘူးနော်ကြည့်ကြည့်အောင်ဗျာနော်ကျွန်တော်တို့ဒီຢာကိုမြင်တယ်မမြင်ဘူးမဟုတ်ဘူးပါ9 4 3 2 1ဆိုပြီးအတိုင်းပဲယူလေးတက်သွားတာမဟုတ်ဘူး9 4 3 2 1ဆိုကျွန်တော်ခဏအဲ့လိုတက်သွားဖို့အတွက်သူကဒီမှာသူ့ရဲ့ဒီဆောင်ရတယ်လို့လာတာ1 2 3 4 5လို့လာမှာတက်နောက်ပဲဒီတစ်ကစတာဆိုတော့သူကတစ်ကိုဝင်မှရမှာ9 4 3 2 1လို့ဝင်မှရမှာဘာလို့တက်ဆိုတော့1 2 3 4 5ဆိုဒီ5စီသူကဝင်မှာတစ်နောက်ပဲเนาะအဲ့ဒီနောက်ပဲကိုကျွန်တော်လုံးဝကြိုက်မှာအဲ့ဒီမှာသူကဒီနေရာနဲ့စာပြီးတော့3 2 1 3ညဆိုတော့61တွဲပေါ့နော်ဒီ61တွဲတာမန်ထည့်လို့တော့မရအောင်နော်61တွဲအဲ61တွဲကိုသူကဘယ်လိုထပ်လုပ်ထားတာဆိုတော့နော်ကျွန်တော်တို့3 2 1 3ညဆိုတော့ဘယ်ကလာတော့ဆိုတော့သူ့ရဲ့ဒီအပေါ်3 2 1 3ညလာနော်မြင်ရပါနော်အဲ3ခါ2ခါ1ခါ3ညခါရဲ့တပွဲကြော်မှာနောက်လုံးပေါင်း3နောက်လုံးပေါင်း2နောက်လုံးပေါင်း1နောက်လုံးပေါင်း3ညဆိုတော့အတိကျရအဲ့မှာထက်ချုံမယ်ကျွန်တော်နောက်လုံးပေါင်း3ညဟုတ်မဟုတ်ဆိုတော့ရှင်းလုံးပေါင်း2ရှင်းလုံးပေါင်း3ရှင်းလုံးပေါင်း4ဆိုကျုံးဝင်လာကျွန်တော်အမြဲတမ်းအဲ့လိုမျိုးကြိုင်တာပေါ့2 1 2 3 4လို့ကြိုင်တာ2 3 4ဆိုတော့ဝင်လာတော့အဲ့2ကနောက်ပိတ်နဲ့ရှင်းလုံးနောက်ပိတ်3ညနဲ့ရှင်းလုံး2တဲ့နော်နောက်ပိတ်2နဲ့နောက်လုံးပေါင်း1နဲ့3အဲ့3ကဒီ3နော်4အဲ့4ကိုလည်းဒီ4နောက်ပိတ်နဲ့နောက်နှလုံးပေါင်းနဲ့10မှသူကရမှာဆိုတော့60တွဲကိုကျွန်တော်ဒီပွဲကိုအော်ဒီထုတ်ဖို့များတယ်နော်60တွဲအော်ဒီထုတ်တော့အဲ့တော့ကျွန်တော်ကဆုံးဖြတ်ထားတာတော့ရှိတာပါနော်61နောက်တွဲတဲ့ပေါ့နော်အဲ့မှာသူကဒီမှာဘယ်လိုလာဆို8နဲ့6နှစ်ခါရှိပေါင်း9နော်ကဲ8နဲ့ဟို9နဲ့9နဲ့6နှစ်ခါရှိပေါင်း9တနည်းကျော်နော်အဲ့မှာပဲ3နဲ့6နှစ်ခါရှိပေါင်း9လို့ဆိုထပ်ဝင်လာပြန်ဝင်လာတဲ့အချိန်မှာမှသူကဘာလို့သူ့အောက်မှာစီနီယာပရိတ်တွေသွားတာပေါ့နော်9 6ခွန်ဆို8ခွန်နဲ့ဆိုတော့ခွန်8ခွန်ဆိုကျွန်တော်6ပရိတ်ဆို61နောက်တော့ဆို691တဲ့ပေါ့ဗျာနော်691တဲ့ကျွန်တော်စဉ်းစားထားတယ်အဲဒီခြားထောက်တွေအများကြီးရှိသေးတယ်ဒီထဲမှာရှင်းရမှာဟိုများနေလို့နော်ဟိုကလန်ဒါရှုပ်သွားမှာဆိုတော့နော်အဲ့လိုဖြစ်လာပါနော်အဲ့ချိန်မှာသူကဒီမှာလဲအများကြီးပါသေးတယ်သူကဒီဇုံးကဆင်းလာတဲ့အချိန်မှာသူကဒီနှလုံးကျွန်တော်9ဒီနှလုံး9ဒီနှလုံးဟော sorry ကျွန်တော်ဒီဟိုနဲ့ဒီနှလုံး9အပိတ်နဲ့ထိနေပေါ့ဟမ်ဒီပေါင်း9အပိတ်နဲ့ထိနေ9ဟုတ်ပါတယ်အပိတ်နဲ့ထိနေ9အပိတ်တဲ့ထိနေ9ဆိုတော့တစ်ထိတ်191ပေါ့နော်အရန်ဒီ9လို့ရိုက်လိုက်တာနဲ့အပိတ်နဲ့ထိနေခွန်းလို့ချုပ်လိုက်တာဒီ9လို့ရိုက်လိုက်တာအပိတ်နဲ့ထိနေခွန်းလို့ချုပ်လိုက်တာဒီ9လို့ရဖို့အတွက်4နောက်ပိတ်ရှိတစ်ထိတ်လို့ထည့်လိုက်တဲ့အချိန်မှာခွန်းလို့ချုပ်ဆိုချုပ်မိနေပါတော့နော်191ပေါ့နော်နောက်တစ်ခုနော်အဲ့လိုရရှိအောင်နော်အဲ့ဒါကြတော့သူကဒီကချုပ်ကွက်တွေအကောအားလုံးတော်တော်များများမိနေတော့ကျွန်တော်ဒါပါအောဖြစ်မလားသူက61နောက်ပေါင်း10တော့ကန်ရမှာ1နောက်ပိတ်ကလည်းသူကကန်အောင်ကန်ရမှာနောက်ပေါင်း10တက်နောက်ပိတ်လဲ61တွဲ691 191ခုနကရေးတာဒါပေါ့ဗျာဒီကောင်လေးတွေပေါ့
ကျွန်တော်စဉ်ထားတာ691 961ကအရန်691က main နောက်တစ်ခါ991ရှိရနော်991တဲ့191ကတော့အရန်ဒုတိယပေါ့နော်934အဓိကတော့354လေးသူအဲ့ဒါတော့ line model တင်ထားနော်အဲ့လို line model တင်ထားတယ်ဟောမဖြစ်နော်ဟောဆန္ဒတွေတော့မစောကြပါနဲ့နော်ဘာလို့ကျွန်တော်အပြင်ရောက်တော့မှလည်းကြောက်တယ်ကျန်တဲ့လူလည်းစော်ဩလိုက်ပါတယ်နော်ကျွန်တော်ဒီမှာတကယ်လို့ကိုကသိပါတယ်ကျွန်တော်အဲ့လိုငွေကြီးနဲ့လောက်တဲ့လူမဟုတ်တော့ကြတော့ကျန်တဲ့လူလည်းဆက်ဝင်မှဆိုလွှဲလိုက်ပေါ့ဗျာဆက်မဝင်ဘူးဆိုလည်းထားလိုက်ပေါ့ဗျာနော်ကျွန်တော်လည်းဒီဘက်အခက်အခဲရှိလို့ဒါလူပြောရတာမပြောချင်ပါဘူးနော်အားလုံးကျေးဇူးတင်ပါတယ်ဗျအောင်မြင်ကြပါစေနော်